လွန်ခဲ့သောနှစ်ပေါင်းကလေးကူတာကကဘာမြေကြီးပေါ်တွင်အလွန်တနာကျင်နာကြသောယုံဖြူလေးတစ်ကောင်ရှိခဲ့ပါသည်။ဒီနေ့တွင်တကြားမင်းသည်လူသားနှင့်တတ္တဝါတို့၏စိတ်ထားကိုစမ်းသပ်ရန်ပုံနာအိုအသွင်မြင်ဆင်းသက်လာခဲ့သည်။အခြားတတ္တဝါတို့ကတစ်သီးနှင့်ငါးတို့ကိုပေးလူကြတော်လေယုံဖြူလေးတွင်မူပေးလူစရာဘာမှမရှိသဖြင့်မိမိကိုယ်ကိုမိဘုံနဲ့ခုန်ဆင်းကအသားကိုလူဒန်းရန်ဆုံးချက်ခဲ့သည်။ထိုမြင့်မြတ်သောစိတ်ထားကြောင့်တစားမင်းကယုံဖြူလေးကိုမီးမလောင်စေတဲ့လကဘာပေါ်တွင်အမတ်တရအဖြစ်နေထိုင်စေခဲ့သည်သို့တော့လကဘာသည်အလွန်အေးဆက်ပြီးတိတ်ဆိတ်လွန်းလာသဖြင့်ယုံဖြူလေးအဖော်မရထိနေခဲ့သည်ထိုအချိန်တွင်ကဘာမြေပေါ်၌မေတ္တာတရားအလွန်ကြီးမားသည်စေးဖော်ဆက်ရာတွင်ကျွမ်းကျင်သောအဖူးအိုတူရှိသည်အဖူးအိုသည်ကဘာပေါ်ကဝေဒနာခံစားနေရသူများကိုကုသပေးရင်းအိုမင်းမစွမ်းဖြစ်လာသောအခါတကြားမင်းကအိုအဖိုးအိုတင်ဤမေတ္တာဆေးများသည်ကဘာမြေအတွက်အမြဲလိုအပ်ပါသည်ထို့ကြောင့်လက်ကဘာပေါ်ကယုံဖြူလေးနှင့်အတူနေ၍တကဘာလုံးကိုအေးချမ်းစေမဲ့မေတ္တာဆေးမှုများကိုထာဝရဖော်ဆက်ပေးပါလောဟုမိန့်ကြားနာလဘော်သို့ခေါ်ဆောင်တော်ခဲ့သည်လက်ကဘာ၏ကူဝါတစ်ခုတွင်ရက်၍တစ်တောက်ဆုံကြီးဖြင့်ဆေးမှုများကိုကြိတ်ညီရပါသည်ထိုဆေးမှုများသည်တာမန်ဆေးများမဟုတ်ပေငင်းချိုင်း၏အလင်းမှုများဖြစ်ကြသည်အဖိုးအို၏တာဝန်လူသားတို့၏စိတ်ထဲကဒေါသနှင့်အာဃာတများကိုပျောက်ကွယ်စေမိဆေးကိုမနာမနေကြရသည်ယုံဖြူလေး၏တာဝန်အဖိုးကိုအထီးမကျန်စေရန်ဘေးမှနေ၍အားပေးရသလိုဆေးဖော်ဆက်ရာတွင်လိုအပ်သောလာရောင်လူများကိုရှာဖွေပေးရသည်